အနေအစားချောင်တဲ့နိုင်ငံများတောင်တက်ရတာဝါသနာပါတဲ့သူတွေနဲ့ခြေကြောက်တဲ့သူတွေကြောင်းရွှေ့နေတိုင်းတဲ့နိုင်ငံနဲ့မိတ်ဆက်ပေးပါမယ်နံပါတ်1 Latin style ဒီနိုင်ငံကတော့တရားဝင်တက်မတော်မရှိတဲ့နိုင်ငံတစ်နိုင်ငံပါတက်မတော်ဆိုတာကလည်းအကျိုးဆောင်ငင်းငင်းသမားစစ်တပ်ဦးပဲရှိတာမို့ဒီနိုင်ငံမှာလူကြီးမင်းစစ်တဲဝင်ရုံနဲ့စစ်တပ်ရဲ့မိကြနေရတော့ရှားလောက်မဲ့နိုင်ငံငယ်တစ်ခုပါနိုင်ငံရဲ့အရှေ့ဘက်မှာတော့ဩစတြေးလျနိုင်ငံတည်ရှိပြီးတော့အနောက်ဘက်မှာတော့ဆွစ်ဇာလန်နိုင်ငံတည်ရှိနေတာပါသူ့နိုင်ငံမှာပင်လယ်လည်းမရှိတဲ့အတွက်ရေကြီးမှလည်းစိတ်ပူစရာမလိုပါဘူးတောင်တွေနဲ့ပလဲကာရန်ထားပြီးတောင်ပေါ်မှာတည်ထားတဲ့နိုင်ငံမှုအားတဲ့အချိန်တိုင်းတောင်တက်နေရမှာပါနိုင်ငံရဲ့အကျယ်ဝန်းကလည်းရန်ကုန်မြို့ရဲ့တဝက်စာလောက်ပဲကျယ်ဝန်းပါတယ်တရက်ထဲနဲ့တနိုင်ငံလုံးလျှောက်လေလို့ရမယ့်နေရာပါမြို့တော်ကတော့ဖာဒူပဲဖြစ်ပါတယ်လူကြီးကလည်း4000ကျော်ပဲရှိတာပါလူကြီးမင်းအနေနဲ့စစ်တိုက်เสียမလို့ပဲစစ်ဗိုလ်ချုပ်ဖြစ်ချင်အဲ့ဒီနိုင်ငံသွားနေပါလို့အကြံပေးကြပါတယ် Oh my god နံပါတ်1နော်ဝေဒီနိုင်ငံကိုလူကြီးမင်းသွားလဲရင်အမားလုံးပြီးလို့ထောင်ချခဲ့ရင်တော့ဝမ်းသာလိုက်ပါဘာလို့လဲဆိုတော့ထောင်ချရင်တော့ပလီစတာဟိုတယ်လိုမျိုးထောင်ထဲမှာနေထိုင်ရတာမလို့ပါလူကြီးမင်းအနေနဲ့ထောင်ချသွားခဲ့ပြီဆိုရင်တော့ထောင်ထဲမှာ breakfast လေးပေးမှာပါ breakfast လေးစားပြီးလူကြီးမင်း PlayStation လေးနဲ့ game ဆော့ပြီးအချိန်ဖြုံးနေလက်ယုံပါပဲဒါကြောင့်မို့ကောင်းကောင်းနေရတာကြိုက်ပြီးထိန်ကြကြနဲ့အနားယူခြင်းသူများကတော့နော်ဝေနိုင်ငံမှာပဲထောင်ချခံဖို့အကြံပေးကြပါတယ်